မင်္ဂလာမနက်ခင်းပါနှလုံးသားကြီးရေအရင်တစ်ပတ်ကကနန်းတွေကိုကိုယ်ပိုင်ကင်းနဲ့အတူတူပြန်နှွေးမယ်ဒီနေ့ကတနင်္လာမနက်ခင်းဖြစ်တယ်ရင်တစ်ပတ်ကပျောက်ကနန်းကခွန်ပျောက်ဘရိတ်က135ခွန်3ဘရိတ်က6ပတ်ရှိပြီးပျောက်တယ်ခွန်ဘရိတ်က2ပတ်စတိုက်ရှိပြီးပျောက်တယ်အဲ့ဒီတော့ဒီ3ဘရိတ်ကဒီတစ်ပတ်ဂယူးဆိုင်ကြည့်ပြီးတော့ထွက်လာမလားကြည်တင်တဲ့ break တစ်ခုဖြစ်တယ်လို့ကိုယ်ပိုင်ကင်းပြောချင်တယ်ဒါက YouTube 6ခွက်ဖြစ်တယ်4859 68ခွန်9 80 91နှလုံးသားကြီးအကြိုက်တူရင်ယူကာသုံးနိုင်ပါတယ်တစ်ချိန်တော့ပေါက်နိုင်ပါတယ်ဒါတွေကတော့ပုံမှန်ပြောသလိုအကောင်းပတ်တီးတွေဖြစ်တဲ့14568ကိုဒီပတ်တီးတွေကအဖတ်တိုင်းပြောပါတယ်မပြောက်ဘူးလို့တော့မဟုတ်ဘူးဒါပေမဲ့10လုံးထဲမှာဒီပတ်တီးတွေကအားကောင်းတဲ့ပတ်တီးတွေဖြစ်တယ်လို့ကိုပိုင်ကင်ပြောချင်တယ်လုံသားကြီးကအကြိုက်တူရင်ယူကာသုံးနိုင်ပါတယ်ဒါတွေကကိုပိုင်ကင်စီအဒီတစ်ပတ်ဝယ်လို့ရတဲ့ကတ်တွေဖြစ်တယ်တပတ်အတွင်းပြီးကက်ဆိုတာကဒီတောက်တနင်္လာနေ့ကနေတောက်ကြနေ့အထိအတွင်းမှာဒီကက်တွေကအားလုံးပြီးရမယ်တပတ်စာကတ်9000ကျပ်မနက်3ခွက်ညနေ3ခွက်9000ကျပ်စာကလေးအခွေ4000ကျပ်ငွေကတ်တွေက M3 3ခွက်ရှိမယ်တစ်ခွက်အာဝါတစ်ခွက်တည်းရှိမယ် M3 က3000ကျပ်တစ်ခွက်အာဝါက4000ကျပ်ဒီတပတ်စာကတ်ကအားလုံးက AACC ထွက်မယ်ဒီမနက်3ခွက်ညနေ3ခွက်ဆိုတာဒီတပတ်ရဲ့ရောင်းကတ်အသစ်တစ်ခုဖြစ်ပါတယ်ဒီရောင်းကတ်အသစ်မှာအများကြီးလောက်ပြချင်ပါတယ်နှလုံးသားကြီးကိုစာကလေးကိုရတော့ပုံမှန်တိုင်းပဲ33နှစ်စာကလန်ဒါဖြစ်တဲ့ AACC ပုံမှန်တိုင်းအောင်ပွဲခံမယ်မွေးကက်က M3 3ခွက် M3 ကအများကြီးပြောမပြတော့ဘူးခဏ M3 အသစ်တွေထုတ်ရတယ်ဆိုတာတကယ်ထွက်လို့အောင်မြင်လို့ပါတကွာအာဝါကကိုပိုင်ကင်းရဲ့ရှာဖွေမှုကိုရောင်းချတာဖြစ်ပါတယ်နှလုံးသားကြီးကကိုပိုင်ကင်းရှာဖွေတွေ့ရှိတယ်လို့အားလုံးမြင်ရမှာဖြစ်တယ်နှလုံးသားကြီးများဝယ်ယူခြင်းနဲ့ဆိုရင်0925290111ရဲ့ Viber Telegram တွေကနေလုံသားကြီးများလာရောက်ဝယ်ယူနိုင်ပါတယ်လုံသားကြီးများအားလုံးယခုတစ်ပတ်တာလုံးကိုထိုးတဲ့ကဏ္ဍနဲ့ထွက်တဲ့ကဏ္ဍနဲ့တိုက်ဆိုင်ပြီးအမျက်ငွေအများကြီးရရှိပါစေစိတ်ချမ်းသာပါစေကိုကျမ်းပါပါစေလို့ဘိုက်ကင်းကြီးကနှလုံးသားကြီးကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နှလုံးသားကြီးများအားလုံးမင်္ဂလာရှိသောမနက်ခင်းပါ